ကဲဒါတော့ကျွန်တော်တို့နှစ်ဖက်စားပိတ်ယူထိုးဖုံးညံခေါင်းကျော်ငအောခေါင်းကျော်ဗျာနော်အမှတ်ကတော့4-3ပါဗျာဟိုဘက်ကတော့အသေးလေးနဲ့ငအောနဲ့ဒီဘက်ကတော့ဖုံးညံနဲ့တရတော်ကလားနဲ့ပါဗျာနော်မိတယ်ဟာကောင်းလိုက်တာဗျာငအောရဲ့ခေါင်းစကေးကြီးကလည်းကြောက်စရာကောင်းပါနော်5-3ဖြစ်သွားပြီဗျာနော်ဟိုဘက်ကတော့ငအောနဲ့အသေးလေးပါဗျာနော်ဒီဘက်ကတော့ဖုံးညံနဲ့တရတော်ကလားလေးပါဗျာနော်ငအောခေါင်းကျော်ဖုံးညံခေါင်းကျော်ဗျာနော်စားပိတ်ကလည်းနှစ်ဖက်ယူထိုးပါဗျာနော်ဟိုတရတော်ကလားလေးထိုးအသေးလေးထိုးဗျာနော်စားပိတ်ယူထိုးအောင်တရတော်ကလားလေးထိုးအသေးလေးထိုးဗျာနော်မစိုးဘူးဗျာပွဲဆက်ထားတာရတော့လေစားပိတ်ကတော့ဝေးသွားတယ်ဗျကဲမှတ်ကတော့5-3ပါတရတော်ရဲ့ထောင်ချင်းကတော့ပါသွားတာဖြစ်တဲ့အတွက်6-3ပါနော်ထောင်ပါ10ပါမရပါဘူးဗျာနော်တပေါက်ကြော်စီပါနော်ငအောခေါင်းကြော်ဖုံးညံခေါင်းကြော်နှစ်ဖက်ထောင်ပါ10ပါမရဘူးဗျာနော်သူတို့ကမိဗျာကဲစင်ထွက်တယ်ဗျာ3-6ပါဗျာကဲငအောတို့6မှတ်ဒီဘက်ကဖုံးညံတို့3မှတ်ပါနော်မိတယ်ဟာကောင်းလိုက်တာဗျာဖိုးညံဖိုးစစ်ပါဗျာငေါတိုက်ရှင်တော့ဖိုးညံတို့10မိပြီးတမတ်ယူသွားရနော်အမှတ်ကတော့ဖိုးစစ်ပါကဲအမှတ်ကတော့ဖိုးစစ်ပါဗျာတေတော်စားပိတ်ကတော့ပိုက်တိုးသွားပါတယ်ဗျာနော်ကဲအသေးလေးစားပိတ်စစ်ဖိုးပါဗျမိသွားပြီကဲ7ဖိုးဖြစ်သွားပါပြီအော်ရဲ့တိုက်ရှင်တဲ့သူငါအော်တို့တမတ်တက်သွားပါပြီ7ဖိုးပါဗျဟာကဲသေးလေးစားပိတ်ကတော့တရတော်ညာလိုင်းချင်းမှာပေါက်ပြီးတော့8-4နဲ့စိုက်ချင်းသွားပါဗျာနော်ဒီပွဲစီကတော့တရတော်ကိုယ်တိုင်ပွဲဆက်တာဗျာနော်ဒီဘက်ကတော့ခေါင်းညိတ်ပေးလိုက်တာသူတို့ကြိုက်တယ်တဲ့8-4ပါဗျာတရဒီပွဲစီအပိုင်ပါတဲ့ကဲအမတ်ကတော့4-8ပါဗျာအမတ်ကတော့4-8ပါဗျာမိသွားပြီကောင်းလိုက်တာ5-8ပါကဲဖိုးညံတို့တမတ်တက်ပါပြီဗျ5-8ပါဟောရဲ့ကောင်းတက်ချင်းပိုက်မချောတာဖြစ်တဲ့အတွက်6-8ဖြစ်သွားပါပြီကဲအမတ်တွေပြန်လိုက်လာပြီမြောက်ဖိုးညံတို့ဟောတိုက်ချင်းပိုက်ထမှန်တိုးတာဖြစ်တဲ့အတွက်7-8ဖြစ်သွားပြီဗျကဲအမတ်ကတော့ကတ်လာပါပြီ7-8ပါ7-8ပါဗျကောင်းလိုက်တာဗျ8-7ပါကဲငါအော်ရိုရှမတ်ဖိုးညံတို့9မှတ်ကောင်းလိုက်တာဗျဖိုးညံ7-8ပါအာရကောင်းလုံးပါဗျာနော်ငအော်ရဲ့ခေါင်းစကေးကြီးရတယ်8-7ပါဗျာကဲမကတော့8-7ပါနော်တမတ်ပဲကွာပါတယ်မိသွားပြီထမိတယ်ကောင်းလိုက်တာ7-8ပါဒီပွဲစဉ်ကတော့စားပိတ်နှစ်ဖက်ယူထိုးเนาะအသေးလေးထိုးတရတော်ထိုးပိုးညံခေါင်းကျော်ငအောခေါင်းကျော်နှစ်ဖက်တင်ပါ10ပါမရဘူးဗျမိတယ်ဟာကဲအမတ်တူ8အောဖြစ်သွားပြီဗျနော်ကဲဘယ်သေးတွေရှိသေးလဲ8အောဖြစ်သွားပါပြီကဲအမတ်တူသွားပါပြီဗျနော်ကောင်းလိုက်တာဗျာငါအော်အိတ်အော်
ကယ်ကိုခေါင်းစကေးတွေကတော့ကြောက်စရာကောင်းပါနော်ဖိုးညာလည်းကောင်းတယ်လို့ငါအော်ကလည်းကောင်းတယ်ဗျကောင်းလိုက်တာဖိုးညာအေးအော်ပါဗျဟာကောင်းလိုက်တာအေးအော်ပါဗျတကယ်ကိုခေါင်းစကေးတွေကတော့ဖိုးညာလည်းကောင်းမလို့ငါအော်လည်းတကယ်ကိုကောင်းပါတယ်ဗျနော်ကဲအမတ်တူညီနေတယ်နော်အမတ်ကလည်းတူတယ်ဗျအေးအော်ပါမိတယ်ငါအော်ဟာကောင်းလုံးပါတယ်ဗျာထောက်တက်ကြီးနော်ကဲ98ဖြစ်သွားပါပြီငါအော်တို့တမတ်တက်သွားပါပြီ98ပါဗျာနော်ယူတယ်ဗျာနော်ခေါင်းစကေးတယ်ကဲအမတ်ကတော့98ပါဗျအော်စာပေကကောင်းလိုက်တယ်ဗျာကောင်းလိုက်တာဗျာအဲ့9ပါဗျာကဲမကတော့အဲ့9ပါဒီတော့စာပေကတော့ပိုက်တိုးတယ်ဗျာနော်98ပါကောင်းလိုက်တာဗျာကဲမကတော့အဲ့9ပါဗျာကောင်းလိုက်တာဗျာငါအော်ရဲ့ခေါင်းစကေးရနော်98ပါဗျာကောင်းလိုက်တာဗျာအဲ့9ပါဆိုတော့ဘာလို့တောင်းချစ်တာအရင်ဝဲမပါတာယူဆုံးတာနောက်ဝဲတဲ့ထက်ကုန်တယ်မိတယ်ဟာကောင်းလိုက်တာဖိုးညာချို့ရအောင်ကဲအမတ်တူညီသွားပါပြီ9အောဖြစ်သွားပါပြီဗျာနော်မနိုင်ရဘူးဝဲပေးလို့လားစေချို့လာစာမင်းမတော်ဘူးဘာသာရေးရှိတာကဲအမတ်တူပါပြီနော်9အောပါဗျာမိတယ်အောင်လိုက်တာဗျာတန်း9ဖြစ်သွားပါပြီဗျာနော်ဘိုးညံတို့ကတော့10ချင်းနဲ့တူတမတ်ယူသွားပြီဗျာနော်ကဲအမတ်ကတော့တန်း9ဖြစ်သွားပြီဗျာနော်ကဲဘိုးညံတို့ကတော့တမတ်ကြော်တက်သွားပြီဗျာနော်ကဲတရက်တော်စားဖစ်တန်း9မှာပြတ်သွားပြီရှိလို့မရဘူးကောင်းလိုက်တာဗျာငါအော်9တန်းကဲတန်းရောက်ခေါ်တော့ပါအမှတ်ကတော့9တန်းဗျာနော်အသေးလေးငါအော်တို့9မှတ်တရက်တော်ဖိုးညံတို့10မှတ်ပါဗျာနော်ကျွန်တော်တို့ဒီပွဲစဉ်နိုင်တဲ့လူကတော့သူတို့ရဲ့ညာကညာသူတို့ရဲ့ social media Facebook မှာတင်ကြမှာဗျာနော်ဘလို့ဖုတ်ခဲ့တယ်ဆိုတဲ့အကြောင်းတွေပေါ့နော်ဘသူကဘသူပေါ့နော်ဒီပုံစံမျိုးတွေဒါသူတို့ကတော့ဒါတငယ်ချင်းတွေတယောက်နဲ့တယောက်အဲ့လိုပဲလောင်ပြောင်ပြီးတော့စနေကြတယ်နော်ကဲအမတ်ကတော့9တန်းပါဗျမိပါပြီကောင်းလိုက်တာငါအော်တန်းအော်ဖြစ်သွားပါပြီဗျာနော်ဘုံညံတိုက်ရှင်တော့အသေးလေးဆယ်မိပြီးငါအော်တမတ်ယူပါပြီဗျာနော်ကဲအမတ်တူတန်းအော်ပါကောင်းလိုက်တာဗျာဖိုးညံတန်းအော်ကဲဆယ်မတ်တူပါဗျာမိပါပြီဟာကောင်းလိုက်တာဗျာဖိုးညံ11တန်းပါကဲဖိုးညံတို့ကတော့10ချင်းနဲ့တူတမတ်ယူပါဗျာနော်11တန်းပါ
ကောင်းလိုက်တာငါအော်တန်း11မှာနော်တကယ်ကိုပြက်ချင်းကိုတော့အမှတ်မတက်ရအောင်လို့အကောင်းဆုံးအဆုံးတက်ပြီးတော့တိုက်သွားတယ်နော်တကယ်ကောင်းသွားတယ်ဗျဒီတော့မဟုတ်ရင်တော့ဟိုဘက်ကအမှတ်တက်မှာဗျမိဝီကဲစင်ထွက်တယ်ဗျာ11တန်းကဲအမှတ်ကတော့11တန်းမှာနော်တရတော်လေးစားဖြစ်ပါမိပါပြီကဲဘိုးညတိုက်ချင်းပိုက်ထိုးတာဖြစ်တဲ့အတွက်အမတ်တက်မဲ့အခွင့်အရေးတော့ဆုံးချုံသွားတယ်ဗျာနော်ကဲမကတော့တန်း11ပါဗျတကယ်ကိုရတော့ရခဲ့10မိတာအချင်းတော့ဘိုးညအမတ်ရောက်တော့ယူမထားလိုက်နိုင်ခဲ့ဘူးဗျာနော်တကယ်ကိုနစ်နာတယ်လို့မြင်ပါတယ်ဗျာနော်ဒီအမတ်တွေကတော့ကဲမကတော့တန်း11ပါဗျအသေးလေးစားပြီးဝေးသွားပါတယ်11တန်းပါကောင်းလိုက်တာဗျာငါအော်တန်း11ပါဗျကဲမကတော့တန်း11ပါမိပါပြီဟာကောင်းလိုက်တာဗျာငါအော်ရကဲမကတော့11အော်ဖြစ်သွားပါပြီငါအော်တို့7မှတ်ဖိုးညံတို့7မှတ်နဲ့ကဲနောက်ဆုံးမိနစ်အချိန်ကြီးရောက်နေပြီနော်ကောင်းလိုက်တာဗျာဖိုးညံ11အော်ကဲတရတော်ဖိုးညံ7မှတ်ဒီဘက်ကအသေးလေးငါအော်7မှတ်နဲ့အမှတ်တူညီနေတယ်ဗျမိပါပြီဖိုးညံကောင်းလိုက်ကြဗျာတွဲ11ဖြစ်သွားပါပြီဗျနော်ဟောတိုက်ရှင်တို့ဖိုးညံတို့10မိပြီးတော့တမတ်ယူသွားပါပြီတွဲ11ပါဗျကဲအမကတော့တွဲ11ပါကောင်းလိုက်တာတွဲ11တွဲမိဝါပြီမိဝါဗျာမိကောင်းလိုက်တာဖိုးညံတွဲ11ပါကဲမကတော့တွဲ11ပါဗျကောင်းလိုက်တာဗျငါအော်11တွဲကဲမှတ်ကတော့11တွဲပါဗျနော်မှတ်ကလည်းမကွာဘူးဗျတွဲဆိုင်လေးရလည်းမျှနေတယ်ဗျကောင်းလိုက်တာဗျဖိုးညံတွဲ11ပါဟောတိုက်ရှင်ပိုက်ထိုးတာဖြစ်တဲ့အတွက်ဟုတ်11ဖြစ်သွားပါပြီဗျနော်ကဲတရတော်ဖိုးညံတို့ကတော့73မှတ်ရောက်သွားပါပြီဗျနော်မိဝါဗျာပြီဟာကောင်းလိုက်တာဗျာ point 11ဖြစ်သွားပါပြီဗျာနော်ကဲတရတော်ကတော့ငေါလက်ညှိုးငေါထိုးပြီးပြောပြီဗျာနော်ကဲမကတော့ point 11ဖြစ်သွားပါပြီဗျာနော်တကယ်ကို
ပွဲကတော့ကြောက်စရာလန့်စရာကောင်းပါနော်တကယ်ကိုထင်မှတ်မထားရတဲ့တရားတော်တို့ကလုတ်ပြသွားမလားဆိုတာကတော့ တိုက်ပြီးဆက်ပြီး ကောင်းတယ်11 point ရှုံးတော့တနေ့ရအောင် ကဲမက်ကတော့11 point ပါဗျ ကဲဒါကြည့်ွယ်လားကောင်းလိုက်တယ် ကောင်းလိုက်တာဖုံးညံ point 11ကဲ ဘာလို့ရှိလို့ဘာကပေါ်ပြီး တရားတော်ရဲ့စာပစ်တွေလက်တွေရတယ်တကယ်ကိုကောင်းတယ်ပဲနော် ဘောတည်းကခုပြီးကြည့်တော့ ကောင်းတယ်ငါအော်11 point ကဲအသေးလေးတို့စားပစ်ပါနော်အမှတ်ကတော့11 point ပါဗျဟိုဘက်ကတော့အသေးလေးနဲ့ဟိုဘက်ကတော့ဖုံးညံနဲ့တရားတော်ပါနော်ဒီဘက်ကတော့အသေးလေးနဲ့ငါအောပါဗျငါအောခေါင်းကျော်ဖုံးညံခေါင်းကျော်ပွဲပါနော်ကဲစင်ထွက်တယ်ဗျာ ဘူးဘာတည်းကဘောစပြီးပါလေကွာ point 11ပါ ဘူးကွာအေးဒိန်းကြည့်တော့ဖောက်မှာ ဟာပြီးသွားပြီကဲစင်ထွက်တယ်ဗျာ11 point ကဲအမှတ်ကတော့11 point ပါဗျဒီလေးစားပေးဝေးသွားပြန်တယ်ဗျ point 11ပါဗျနော်ကဲဒီပွဲစဉ်ဖုန်းညံတို့နိုင်သွားရင်တော့ဖုန်းညံတော့တေချာပါတယ်ကျွန်တော်ပြောရတဲ့ Facebook မှာသူကတော့တေချာပေါက်တင်ပါပါနော်သူဘသူကိုနိုင်ခဲ့တယ်ဆိုတဲ့အကြောင်းတွေပါနော်ဘယ်လိုကြောင့်နိုင်ခဲ့တယ်ဆိုတဲ့အကြောင်းပုံစံမျိုးတွေတေချာပေါက်တင်ပါပါနော်ကဲအမှတ်ကတော့ point 11ပါဗျ ဘူးဘာတည်းပြင်းနေဟေးတကယ် မိသွားပြီဟာကဲပြီးဆုံးပါဗျနော်15မှ17မှနဲ့ဖုန်းညံတို့ကတော့ငါအော်တို့တော့နိုင်ရရှိပါဗျနော်ကဲဖုန်းညံတော့ဂျုံးပြစ်သွားပါပြီကဲပြန်တင်းမလားဆိုတော့မတင်းရတော့ဘူးတဲ့ဖုန်းညံကဲဒါတော့တရတော်ဆက်တဲ့ပွဲဗျနော်အလဲ အော်ပါလေ ကောင်းပြောပါ ပြီးမယ်ပြီးဘူးလို့ရင်းနဲ့ခွင့်ပြုလို့ရတယ်လို့ ကဲမပြောကုန် တင်းတင်းနဲ့ခွင့်ပြုလို့ရတယ်တင်းမရှိတယ်တင်းမ ကဲဘုန်းကြီးတို့တင်းပွဲပြန်ဆိုင်ခေါ်နေပြီတဲ့ဘုန်းကြီးတို့ကဘိုင်းအောင်နေလို့ပါ တင်းမလို့အစိုးရအောင် ကဲဒါတော့တကယ် မင်းကောင်းအဲ့လောက်ဆိုင်မယ်ဘုလို့မနိုင်တော့ ကဲအားလုံးကျေးဇူးတင်ပါနော် ကောင်း